Mimi abo makau jansi ladu mandamya madaya anai jindu mandamya tambian tayau sedo anasa lum pintandi the jamen tasau katharo phibare Veda guguda dawe Daya dada dada yada Veda guguda da Vedaya dada dada yada Dada digu gudi dada guda gubu bugu dagu We nga boma malu maunta eita boatu Nga iyandu huda myado di Ta wizwa yedo Ta lin zwa dalin Ku pizi gonda di Ku nga magonda bin jen gonda duro di Ta mimi lo lo Ta jen si biedo apin We piao se gondi Ta nga isi rena jao Yeda achayan jozo dodi Ta buamya baze gondadi Tada Nga piumido agudo seba dodi Ya Nga piumidamyado kudo seba roi doguro jo Ta pi piao se gondadi Ta saso pwedo duru alagao Ta Amyamana doda shido duro alagao Di Soma ovara bijin pinta layin Ku aumyin bazi dadi Ku thodo do Amyamana mantado duro ne Di shimizwa Ta mabang phoya di Ta phit bazi dadi Kudu zayai pyujin le shi do Ta duro gondo nenda layin Ku phit li ya ya Tandara bawa asasa nai Ku tui song pang pho jin ko pyuya zi dadi Bu Agudu zayai pwamya du do ne Ku phit li ya ya Bawa dandara asasa nai Ta akha khatay Ku tui song pang pho jin mapyu ya di Phit pa zi dadi Anasa Alon bin thando gara ro ji phit da phit Atai bawa dwe donga Mimi do pyu ge budo Dana parami Kudo kamu dwego Tesa pyu tai debi Yandu abango Aumyin sebare Mimi abo makang jandu Madaya anai jendu Lumya Saya sumya Nasu nayok mamya go Tambyan tikai seda Katha Phide adwaja Aumyin jojaga Jimyin ladu Toro mya mya ye Nauk kwe ma Ataiga achobiri abyin Pauman lasweta Yusuli shide Katharo myadru ye Achobiri Pawen nibare Mimi abo Makau jansi ladu mandamya Madaya anai jindu mandamya Tambian tayau sedo Anasa lum pintandi The jamen tasau katharo Phibare Veda guguda dawe Daya dada dada yada
ဝေဒတာကုကုသတာဝေဒာယတာတာတတာယတာတာတာဒီကုကုတိတာတာကုဒကုဘူဘူကုတကုဝေငါဘောမမလူမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချမ်းအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဒါသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလုံးပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဒံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေသာယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလူမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒ
ဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချမ်းအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနာဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနာမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဒါသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာတန္တရာဘဝအဆက်ဆက်၌ကိုယ်တွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမှာမလိုမောင်းထအိတ်သာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချမ်းအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်း
တာအမျက်မာနာဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနာမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဓာသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအာဟုတုစရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာဘဝတန္တရာအဆက်ဆက်၌ဓာအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သည်ဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုကုဘူကုတကုဝေငါဘောမှာမလိုမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနာဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနာမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသော
ဒါသူတော်ကောင်းတို့နှင့်သာလျင်ကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကိုယ်တွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအာဟုတုဇယပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ရုပ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမှာမလိုမောင်းထအိတ်သာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်သာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဒါသူတော်ကောင်းတို့နှင့်သာလျင်ကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကိုယ်တွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအာဟုတုဇယပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်း
အာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစည်လာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတယာဒဝေဒတာကုကုတာဒါဝေဒါယတာဒတတယာဒသာသာဒီကုကုတိသာသာကုဒကုဘူဘူကုဒကုဝေငါဘောမမလိုမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနာဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနာမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေးရှိသောဒါသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိမ့်ကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာ
ဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမှာမလိုမောင်းထအိတ်သာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနာဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနာမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဒါသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအာဟုတုစရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သည်ဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တ
တရားမင်းသက်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာဝေဒတာကုကုတာဒါဝေဒါယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလုံမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်ဒါဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်တာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်ဒါပြေပြောက်စေကုန်တည်းတာဆက်စုပ်ဖွယ်သောသူတို့အား၎င်းတာအမျက်မာနဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနမန်တက်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောဒါသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဒံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်